ကျွန်တော်နဲ့ကျွန်တော်အကူဟာတားရဲတွေကိုတပြိုင်တည်းဆင့်ခေါ်ခဲ့ကြတယ်ကျွန်တော်အကူကတော့အမိုက်တန်းစားကြွတကောင်ပဲရခဲ့ပြီးကျွန်တော်ကတော့အေယာမနဂါအိုကြီးတကောင်ကိုဆင့်ခေါ်နိုင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်မိဘတွေကကျွန်တော်တို့ကိုအတင်းကျပ်အလဲအလဲလှုပ်ခိုင်းခဲ့ကြတယ်အဲ့ဒီနဂါကတော့ကျွန်တော်အကူဘက်ကိုပါသွားခဲ့တယ်သူတို့ဟာကျွန်တော်စီကနေအရာအလုံးကိုလူယူသွားခဲ့ကြတယ်ဒါပေမဲ့အခုတော့ကျွန်တော်မှာနက်ဖျားအဆင့်စနစ်တစ်ခုရှိနေပြီးကျွန်တော်ဟာဖုံးကွယ်နေတဲ့ပေါင်းစပ်မှုလမ်းကြောင်းတွေကိုမြင်နိုင်စွမ်းရှိလာပြီးအခုတော့မှောင်ခိုဈေးကွက်ကိုတွားရမယ့်အချိန်ပဲကျွန်တော်မှာရှိတဲ့စုဆောင်းငွေအလုံးကို TN ဆဲတားရဲနှက်ကောင်အတွက်ပုံပေါ်သုံးလိုက်တယ်မြေအောက်ထက်ရဲ့အေးစိတ်နေတဲ့အခန်းတွေထဲမှာတန်ချီတက်နေတဲ့တန်လောင်အိမ်တွေအပြည့်ပဲဒီတားရဲတွေကဒီညမှာမရောက်ရရင်အသက်ခံရတော့မှာကျွန်တော်နှာခေါင်းကိုပိတ်ပြီးလောင်အိမ်တစ်ခုချင်းစီကိုလိုက်ကြည့်တယ်ခြေလက်ပြက်နေတဲ့အရေးလင်းယုံညှိုးနှွမ်းနေတဲ့ပန်းဝိညာဉ်သူတို့ကနှစ်ရက်ပဲအသက်ရှင်ဖို့ကျွန်တော်ဒါအားလုံးကအမိုက်တွေကြီးပဲကျွန်တော်လက်လျှော့တော့မယ့်အချိန်မှာညစ်ပတ်တဲ့ရေအိုင်တွေကလောင်အိမ်တစ်ခုကိုတွေးလိုက်တယ်အချက်လက်တွေကကျွန်တော်ရဲ့မြင်ကွင်းထဲမှာဒလာဟောစီးဝင်လာပြီးမျက်နှာပြင်တစ်ခုလုံးကိုလွှမ်းညှိုးသွားတယ်ကျွန်တော်အမြန်ပြေးသွားကြည့်တဲ့အခါအထဲမှာလက်ကလေးတစ်ကောင်ကိုတွေ့ရတယ်သူဟာခေါင်းကိုတော့မနေမော့နေရပြီးမျက်လုံးထဲမှာတော့အသက်ရှင်ခြင်းနဲ့အာကိုတကြီးမျောလင်းချက်တွေအပြည့်ပဲအမီချက်ဝိရေဝိညာဉ်လိတ်အဆင့်ရှားပါအခြေအနေအခွန်ကွဲအပ်နေသည်ပေါင်းစပ်မှုလမ်းကြောင်းစုစုပေါင်း26ခုဒါကိုမြင်တော့ကျွန်တော်အသက်ရှူရမတက်ဖြစ်သွားပြီးနောက်ဆုံးလမ်းကြောင်းတစ်ခုကိုအာယုံစိုက်လိုက်မိတယ်အဲ့ဒါကရှုံဦးတဲ့ဒဏ္ဍာရီလာဆင့်ကျင်သားရဲ့ကျွန်တော်အံ့ဩသွားတယ်နေပါဘူးဒဏ္ဍာရီလာတားရဲကြီးရှုံဦးလားဆိုပြီးတော့ကျွန်တော်လက်ကိုဆန့်ပြီးသူ့ရဲ့ကျိုးပဲနေတဲ့အခွန်လေးကိုတတလေးကင်လိုက်မိတယ်ကျွန်တော်ရင်ထဲမှာဒေါသတွေတောက်အောင်လာတယ်အဲ့ဒီအကြောင်းတွေကအရန်ကိုဥလောင်နေတယ်လို့ပဲအဲ့ဒီရှုံရည်တွေထဲမှာငကားတစ်ကောင်ရဲ့အရေးတစ်ခုပေါ်လာတဲ့လက်ကလေးကသူ့လက်ထဲနဲ့ကုတ်လိုက်တဲ့အခါအဲ့ဒီအရေးကချက်ချင်းပျောက်ကွယ်သွားတယ်ကျွန်တော်ပြုံးလိုက်ပြီးကောင်းပြီးငါမင်းကိုရွေးလိုက်ပြီးကျုံးဟန်ရဲ့အမိုက်ငကားကိုမင်းရဲ့ခြေနှင်းတုံးအဖြစ်သုံးကြတာပေါ့လို့ပြောလိုက်တယ်ကျွန်တော်လိုအပ်တဲ့နောက်ထပ်သားရဲတစ်ကောင်ကတော့ခြေထောက်ကျိုးနေတဲ့ရေမွေပဲကျွန်တော်အဲ့ဒါကိုမြင်ပြီးသားလေးနဲ့မွေးနှစ်ကောင်စလုံးကိုဝိညာဉ်တင်းကားတသိန်းပေးပြီးဝယ်လိုက်တယ်နောက်ထပ်တသိန်းကိုတော့နက်တာရဲ့ကြီးခွန်ပေါင်းစည်းမှုအထုံးဆိုတဲ့ပစ္စည်းတွေအတွက်ပေးလိုက်တယ်ကျွန်တော်စောင့်နေတဲ့အချိန်မှာလူတွေကကျွန်တော်ကိုဒီယူကဒုက္ခိတနှစ်ကောင်ကိုဝယ်နေတဲ့စိတ်ယူပေါက်နေတာပဲနှမျောစရာကြီးဆိုပြီးလောင်ပြောင်နေကြတယ်အကောင်လေးနှစ်ကောင်ကတော့ရှက်လုံးလို့တုံရင်ပြီးဝေးနေကြရှာတယ်ကျွန်တော်ကတော့အဲ့ဒီလူအုပ်ကိုအေးဆက်ဆက်ကြည့်လိုက်ပြီးသူတို့ကိုလက်ထဲကျုံယူကတူတူလေးပြောလိုက်တယ်သူတို့ကိုဂယုမဆိုင်နဲ့မင်းတို့ကအမိုက်မဟုတ်ဘူးငါကိုယ်တိုင်ရွေးချယ်ထားတဲ့သူတွေဖြစ်တဲ့အတွက်မင်းတို့ကအကောင်းဆုံးပဲသူတို့ရဲ့မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေထဲမှာမယုံနိုင်မှုတွေပြည့်သွားပြီးခေါင်းကိုတတိထားပြီးမော့လာကြတယ်ငါရဲ့သားရဲတွေကိုဘယ်သူမှဝေဖန်ပိုင်ခွင့်မရှိဘူးကျွန်တော်ရဲ့စကားတွေကသူတို့ရဲ့နှလုံးသားထဲမှာခိုင်မာတဲ့တစိမ့်တစ်ခုလိုခံစားသွားရစေတယ်မိုးရဲကိုပြန်ရောက်တော့ပတင်းပေါက်အားလုံးကိုပိတ်လိုက်တယ်သူတို့ရဲ့ဒဏ်ရာတွေကိုတိတိကျကျစီးကြောပေးပြီးပစ္စည်းအားလုံးကိုချလိုက်တယ်ပေါင်းဆက်ရမယ့်အချိန်ရောက်ပြီးဒါကနာကျင်လိမ့်မယ်ဒါပေမဲ့ဒါကငါတို့ရဲ့အစပြုခြင်းပဲငါတို့တည်သွားရင်တော့ဒါကိုအဆုံးထိကြံ့ကြံ့ခံရမယ်သူတို့တွေကျွန်တော်ကိုကာကွယ်ပေးနိုင်ဖို့အတွက်တန်မာလာဖို့လိုအပ်တယ်ကျွန်တော်ကသူတို့အပေါ်ချင်းချင်းနာနာဆက်ဆံခဲ့တဲ့တူရဲတော်သူလေးပေါင်းဆက်မှုလုပ်ငန်းစဉ်ကအရန်ကိုကြမ်းတမ်းလွန်းလို့နှစ်ကောင်စလုံးနာကျင်ပြီးသတိလစ်သွားကြတယ်ဒါပေမဲ့တစ်ချက်ကလေးတောင်မအော်ခဲ့ကြဘူးအဲ့ဒီနောက်မှာတော့အခန်းထဲကနေရွှေရောင်လင်းတိုင်ကြီးတစ်ခုကောင်းကင်ဘုံကိုပောက်ကွဲထွက်သွားတယ်အဲ့ဒီစွန့်လိုင်းဟာမျိုးသားမင်းရဲ့အိမ်တော်ထိရောက်သွားတယ်မဟာမိတ်ကောင်းဆောင်စုတင်နေတော့ဒါကိုခန်းစားလိုက်ရတဲ့သူကနေပေကြားအကြောင်းတွေကိုဖြည့်ရှင်းနေရင်းကနေဒီနက်ဖျားအဆင့်အရှိန်ဝါကြောင့်မျက်လုံးအိမ်တွေကျဉ်းမြောင်းသွားတယ်ဒါကဒဏ္ဍာရီလာအဆင့်မြင့်အစပြူသားရဲလားမဖြစ်နိုင်တာတစ်မျိုးလုံးကိုအခုချက်ချင်းရှာကြကျွန်တော်ရဲ့အခန်းထဲမှာတော့ရွှေရောင်လင်းတွေမှိန်သွားပြီးလက်ကလေးကအခုဆိုရေစလုံးလောက်ရှိနေပြီးသူ့ရဲ့ကျိုးပဲနေတဲ့အခွန်မှာရေခဲပြရောင်ပုံစံတွေနဲ့တောက်ပနေတဲ့ငွေကတော့လက်ခုံပေါ်မှာတင်းတင်းကြပ်ကြပ်ရစ်ပတ်ထားပြီးခေါင်းပေါ်မှာရွှေရောင်ရေခဲချိုတစ်ခုပေါက်လာတယ်အဲ့ဒီချိုကလက်ခုံနဲ့ပေါင်းဆက်သွားတယ်ကျွန်တော်အမြန်ပဲအခြေအနေကိုစစ်ဆေးလိုက်တယ်အမီ iPhone ရွှံဦးအဆင့်တန်တာကြီးအဆင့်တန်ကြီးညိုအဆင့်တက်စွမ်းရည်များလာရောက်ရွှံဦးနှက်ဆိုင်တော့ PR ရွှံဦးကုသခြင်းမြောက်ပိုင်းလမ်းတော်ရင်းကြီးရွှံဦးလမ်းကြောင်းတန်တာကြီးလားကျွန်တော်ရင်ခုန်လုံးလို့တုံရင်နေပြီးအဲ့ဒီငကားဦးကြီးကဒီကောင်နဲ့ရှင်ရင်ဘာမှမဟုတ်တော့ဘူးကျွန်တော်အိပ်ပျော်နေတဲ့ကလေးလေးကိုရွှံပေါင်းလို့နာမည်ပေးလိုက်တယ်မင်းညကလူတွေရဲ့ယုံစရာကောင်းတဲ့မျက်နှာတွေကိုပြန်မြင်အောင်လာတယ်မနှက်ဖြန်လူတစ်စမ်းသက်ပွဲမှာကျုံးဟိုင်လို့မှမဟုတ်ဘူးလို့ကျွန်တော်အေးဆက်စွာပြောလိုက်တယ်စမ်းသက်ပွဲနေအန်ရန်အကယ်ဒမီဝင်ပေါက်မှာလူတွေအများကြီးနဲ့ရှုပ်ရှက်ခတ်နေတယ်ကျွန်တော်ကကျုံးဟိုင်နဲ့လင်းရထင်တို့ကိုတွေးလိုက်တယ်သူ့ရဲ့အနက်ဆိုင်ဆုံးငကားကအပေါ်မှာပြန်ဝဲနေတယ်ကျုံးဟိုင်ကတကယ်တန်မာတာပဲဒဏ္ဍာရီနီးပါးငကားကြီးပဲပထမနေရာကတော့တေချာပြီးဟောပုံမှန်ကြည့်စမ်းအဲ့ဒါမင်းရဲ့ညီမဟုတ်လားကျုံးဟိုင်ကလှည့်ကြည့်လိုက်ပြီးကျွန်တော်တို့နှစ်ယောက်မျက်လုံးချင်းစုံသွားကြတယ်လေတူကအေးစိမ့်သွားတယ်မင်းညီကအမိုက်ကျွတ်တကောင်ကိုဆင့်ခေါ်ခဲ့တာမဟုတ်ဘူးလားဘာလို့လက်တကောင်ကိုကင်ထားတာလဲရေစရာကြီးအဲ့ဒီကျွတ်ကခွေးတောင်မစားလို့တွန့်ပစ်လိုက်ပြီးထင်တယ်လို့လူတွေကဝိုင်းပြောကြတယ်သူ့ကိုညီလို့မခေါ်နဲ့တော့အမိုက်ကအမိုက်ပဲခိုးယူတာကမင်းရဲ့အတွင်းစိတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ကျွန်တော်ကပြန်ပြောလိုက်တယ်ကျုံးဟိုင်ရဲ့မျက်နှာကဒေါသကြောင့်တင်းမာသွားပြီးအနက်ဆိုင်ဆုံးငကားအဲ့ဒီလက်ခုံကိုချိန်မုံပစ်ဆန်းလို့အမိတ်ပေးလိုက်တယ်ငကားကခရမ်းရောင်လင်းတွေထုတ်လုပ်ပြီးသူ့ရဲ့ထက်မြက်တဲ့အမီးနဲ့ရွှံပေါင်းစီကိုပြစ်မှတ်ထားတိုက်ခိုက်လိုက်တယ်လူတိုင်းကကျွန်တော်ရှုံးနေတာကိုကြည့်ဖို့စောင့်နေကြတယ်ဒါပေမဲ့အမီးကရိုက်မိတဲ့ခဏမှပဲဖုံးဆိုတဲ့အတန်းနဲ့အတူပြလဲလဲရေတိုင်းတစ်ခုပေါ်လာပြီးတိုက်ခိုက်မှုကိုကာကွယ်လိုက်တယ်ရွှံပေါင်ကဘာမှမဖြစ်ဘူးလူအုပ်ကြီးအံ့ဩမြင်တက်သွားပြီးကျုံးဟိုင်လည်းပါဆက်အဟောင်းသားဖြစ်သွားတယ်ကျွန်တော်ကဖြည်းဖြည်းချင်းလှည့်ကြည့်လိုက်ပြီးမင်းကိုတိုက်လိုက်မယ်ဆိုတာငါတီးပြီးသားစကားနဲ့မနိုင်တော့လက်ပါလာတာပေါ့ကောင်းပြီမင်းအရင်စတာနော်နောက်ဖြစ်လာမယ့်ကိစ္စတွေအတွက်ငါ့ကိုအပြစ်မတင်နဲ့လို့ကျွန်တော်ပြန်တိုက်တော့မယ့်အချိန်မှာပဲလူတစ်စမ်းသက်ပွဲစတင်ကြောင်းခေါင်းလောင်းတန်ညီလာတဲ့ကျုံးဟိုင်ကအခွင့်အရေးကိုတုံးပြီးလင်းရထင်ကိုဆွဲခေါ်ကအမိုက်ကောင်ကမင်းကိုချိန်မုံပြစ်မယ်လို့အော်ပြီးထွက်သွားတယ်စမ်းသက်ပွဲအတွင်းမှာကျွန်တော်ကရွှံပေါင်နဲ့အတူတီတီငိမ့်ငိမ့်ပဲရှောက်လန်းနေတဲ့ရွှံပေါင်ငါတို့ပထမနေရာကိုယူကြမယ်လို့ကျွန်တော်ပြောတဲ့အခါရွှံပေါင်ကတိုက်ခိုက်ခြင်းစိတ်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့ကောင်းကြီးပြတယ်ပထမဆုံးတားရဲပေါ်လာပြီးကျင်းညိုအစင်နှစ်လျက်စီးသွားဝင်ပလွေရွှံပေါင်ရဲ့စွမ်းအားကိုစမ်းသက်ဖို့အကောင်းဆုံးပဲကျွန်တော်ကရွှံဦးတိုင်းလို့အမိတ်ပေးလိုက်တဲ့အခါရွှံပေါင်ရဲ့ခန္ဓာကိုယ်ကရေလိုင်းတွေထွက်လာပြီးလျက်စီးကိုကာကွယ်လိုက်ရုံတင်မကဝင်ပလွေရဲ့အဆွေတွေကိုပါချိုးပစ်လိုက်တယ်ကျွန်တော်ကထပ်ပြီးလာရောက်မြူခိုးလို့អော်လိုက်တဲ့အခါပြလူနီနီမြူခိုးတွေထွက်လာပြီးဝင်ပလွေကိုတစ်ချက်ထဲနဲ့အပြက်ရှင်းလိုက်တယ်ကျွန်တော်ပြုံးလိုက်ပြီးရွှံပေါင်မင်းကတကယ်ကိုအံ့ဩဖို့ကောင်းတာပဲလို့ပြောပြီးသူ့ကိုဖတ်လိုက်တဲ့အခါသူကငိုနေတဲ့အဲ့ဒီမျက်လုံးလေးတွေကကျွန်တော်ကိုစိုက်ကြည့်နေတယ်သူဘာကိုခံစားနေရလဲဆိုတာကျွန်တော်သိတာပေါ့အမိုက်ဈေးကွက်ကမှောင်မိုက်တဲ့နေ့ရက်တွေအမိုက်လိုအဆက်ဆံခံခဲ့ရတဲ့အချိန်တွေကိုသူတို့တတိယနေတာမပူနဲ့တော့အဲ့ဒီနေ့ရက်တွေအပြီးတိုင်ကုန်ဆုံးသွားပြီးမင်းတို့ကိုအတန်မာဆုံးတားရဲတွေဖြစ်အောင်ငါလုပ်ပေးမယ်လို့ကတိပေးတယ်လို့ကျွန်တော်ချော့လိုက်တယ်10မိနစ်အကြာမှာဒုက္ခပေးတဲ့ကင်မီကောက်ပေါ်လာတယ်အဲ့ဒါကိုလည်းရွှံပေါင်ကလာရောက်မြူခိုးနဲ့ပြဖြစ်အောင်လုပ်လိုက်တယ်အဲ့ဒီကနေထွက်လာတဲ့စွမ်းရင်လုံးကရွှံပေါင်ရဲ့နဖူးထဲစီးဝင်သွားပြီးသူကအဆင့်နှစ်ကိုတက်လန်းသွားတယ်အဲ့ဒီနောက်မှာကျွန်တော်ရဲ့စိတ်ထဲမှာလည်းစွမ်းရင်တွေစီးဝင်လာပြီးကျွန်တော်ကအဆင့်နှစ်ကိုတက်သွားတယ်ကျွန်တော်တို့နှစ်ယောက်ဟာတားမရစီးမရအောင်တားရဲတွေကိုလိုက်လံနှိမ့်နှင်းနေကြတယ်တစ်ဖက်မှာတော့နန်ရန်အကယ်ဒမီရဲ့ထိန်းချုပ်ရေးခန်းထဲမှာကျောင်းအုပ်ကြီးလူရက်ဖုန်းကစကရင်ကြီးကိုကြည့်ပြီးဒေါသထွက်နေတယ်ဝူကြီးငါတို့ကျောင်းသားဘယ်နှစ်ယောက်ထိတ်တန်းတရားထဲမှာပါလဲလို့မေးတဲ့အခါစီမံခန့်ခွဲသူဝူရန်က3ယောက်ပဲပါသေးတယ်လို့စိတ်ပြက်လက်ပြက်ပြန်ဖြေတယ်ကျုံးဟိုင်တောင်အဆင့်200လောက်မှပဲရှိသေးတယ်ရုတ်တရက်
အောက်ဆုံးကနေနာမည်တစ်ခုဒုံးပြန်လို့တက်လာတယ်ကျန်းလင်းတဲ့အဆင့်900အဆင့်100ပြီးတော့အမတ်တွေကတောက်เสียကောင်းလောက်အောင်တက်လာတယ်မဟာမိတ်ဌာနချုပ်ကနေဒါကအမှားမဟုတ်ဘူးအချက်လက်တွေကမှန်ကန်တယ်လို့အကြောင်းပြန်လာတယ်ကျွန်တော်ရဲ့အမတ်တွေက9000ကျော်သွားပြီးအဆင့်1ကိုရောက်သွားတယ်ကျောင်းအုပ်ကြီးကမယုံနိုင်ပဲဒီကောင်ကကျုံးဟန်ရဲ့အမတ်ညီမဟုတ်လားဆိုပြီးဗီဒီယိုဖိုင်ကိုဖွင့်ကြည့်လိုက်တယ်ဗီဒီယိုထဲမှာကျွန်တော်နဲ့ရွှန်ပေါင်ဟာမျက်နှာမှာပြေးနေကြတယ်ကျွန်တော်ကအဆင့်4ကိုရောက်နေပြီးရှေ့မှာအဆင့်6သားရဲတကောင်ရှိနေတာကိုရွှန်ပေါင်ကအချက်ပြတယ်အဆင့်6စုကျော်ပြင်ဝက်ဝင်လာစိန်ခေါ်မှုကပြောစရာကောင်းပါပဲလို့ကျွန်တော်ပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းမဟုတ်ဘူးအဲ့ဒီဝက်ဝင်ရှိမှာလူ9ယောက်အတင်းတင်းကအရိုက်ခံနေရတဲ့တယောက်ကတော့တွေးအိုင်ထဲမှာလဲနေပြီးအသက်ငွေ့ငွေ့ပဲကြံတော့တယ်ကျုံးဟိုင်ငါတို့ပြေးကြမလားလို့အတင်းဖော်တယောက်ကတုံတုံရင်မေးတဲ့အခါကျုံးဟိုင်ကသူ့တေခါနီးပြီးသွားပြီးအဆုံးတက်လိုက်ဆန်းဆိုပြီးသူ့အတင်းဖော်ကိုရှေ့ကိုတွန်းထုတ်လိုက်တယ်အဲ့ဒီမြင်ကွင်းအားလုံးကိုကျွန်တော်ကြည့်နေပြီးကျွန်တော်ရဲ့မျက်လုံးတွေကရေခဲလိုအေးဆက်သွားတော့တယ်